တထေးသမီးလေးဟာဆင်းရဲတဲ့ရီးစားဖြစ်သူရဲ့ကြေးလက်တော်ရွာအိမ်ကိုပထမဆုံးအကြိမ်လိုက်သွားခဲ့ပါတယ်ဒါပေမဲ့လက်ဖက်ရည်တငုံတောက်လိုက်ရုံနဲ့တင်သူမစွန့်သွားခဲ့ရတာပါဘာလို့လဲဆိုတော့သူမရီးစားအိမ်မှာနေတိုင်းတောက်နေတဲ့လက်ဖက်ရည်ဟာတပိတာကိုတိမ်ပေါင်းတောင်းချီတန်တဲ့အမျိုးအစားဖြစ်နေလို့ပါပဲဒါတင်မကသေးပါဘူးဟင်းချက်ဖို့မိဖို့ချောင်းနဲ့ဝင်ကြည့်လိုက်တဲ့အခါမှာလဲသူမမီးမွေးဖို့ပြင်လိုက်တဲ့အချိန်မှာတော့ထင်းဖြစ်သုံးနေတဲ့တစ်သားတွေဟာရွှေထက်တောင်တန်မိုးကြီးတဲ့တစ်သားတွေဖြစ်နေတာပါတကယ်တော့ကောင်လေးဟာကမ္ဘာနံပါတ်1တထေးကြီးမိသားစုရဲ့မြေးဖြစ်သူပါသူ့အဖိုးကမြေးကိုလေ့ကျင့်ပေးခြင်းတာကြောင့်စင်းရဲသားအသွင်နဲ့လာနေခိုင်းထားတာပေါ့ဒီနေ့မှာတော့အဖိုးဖြစ်သူကအမိန့်တစ်ခုထုတ်လိုက်ပါတယ်အဲ့ဒါကတော့မိသားစုကနော့ပွဲမတိုင်ခင်ရီးစားတယောက်အိမ်ကိုခေါ်လာရမယ်ဆိုတာပါပဲကောင်လေးခမများနေတိုင်းစင်းရဲသားအသွင်နဲ့နေရတော့ကျောင်းမှာဘသူကမှသူ့ရီးစားအဖြစ်ဟန်မဆောင်ပေးခြင်းကြပါဘူးစိတ်ညစ်နေတော့မှာပဲသူ့ရှိကိုတကယ်တထေးသမီးလေးတယောက်ကရှောက်လန်းလို့လာပါတော့တယ်富川姐听说你在找女朋友，咱俩刚好同班，不如我来当女朋友。你呀？真的假的？什么真的假的？不过呢，我是有条件的，回头你也当我一次男朋友，然后陪我回家。可以是可以，不过我还在捡瓶子补贴家用呢。这小子够傻，看来找对人了。A few moments later. တကယ်တော့ကောင်မလေးဟာဒီနှစ်တွေထဲမှာတထေးသားတယောက်ရဲ့အမြဲတစေနောက်ယောင်ခံနှောက်ယှက်တာကိုခံနေရတာပါဒါကြောင့်အဲ့ဒီတထေးသားကိုအရှုံးပေးနောက်ဆုတ်သွားအောင်နဲ့မိဘတွေကိုလည်းအကြောင်းပြချက်ပေးနိုင်အောင်လို့ရီးစားဟန်ဆောင်ဖို့လူတစ်ယောက်ကိုရှာနေခဲ့တာဖြစ်ပါတယ်သူတို့နှစ်ယောက်ဒီကိစ္စကိုသဘောတူညီမှုရသွားပြီးတဲ့နောက်မှာတော့ကောင်လေးဟာကောင်မလေးကိုသူ့ရဲ့ကြေးလက်တော်ရွာကအိမ်ကိုခေါ်လာခဲ့ပါတော့တယ်ကောင်လေးအိမ်ရောက်တဲ့အခါမှာတော့အိမ်မှာလူစုံတက်ဆုံရှိနေပြီးကောင်လေးကသူ့အမျိုးတွေအပါဝင်အဖိုးဖြစ်သူနဲ့ပါမိတ်ဆက်ပေးပါတယ်အဖိုးဖြစ်သူကလည်းသူ့မြေရဲ့ကောင်မလေးကိုစိတ်ထဲသဘောတူနေပါတယ်အမျိုးတွေအကုန်လုံးကကောင်မလေးကိုချစ်ချစ်ခင်ခင်ဆက်ဆံတာကောင်လေးမြင်တော့မျက်နှာပူနေပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကလက်ဖက်ချောက်အရက်ပလင်းတွေနဲ့ထင်းချောင်းတွေဟာအရန်စီကြီးတဲ့ဟာတွေမှတ်ရိပ်မိသွားတယ်ဒါပေမဲ့ကောင်လေးကအိမ်ကိုကြိုမပြောဘဲရုတ်တရက်ရောက်လာတာကြောင့်အိမ်ကလူတွေအားလုံးပြာရခတ်သွားပြီးစပွဲပေါ်ကတံမိုးကြီးပစ္စည်းတွေကိုရိုးရိုးဟင်းသီးဟင်းရွက်တွေနဲ့ကမန်းကတန်းလိုက်ပြောင်းတင်နေရတာပေါ့အဲ့ဒီနောက်ကောင်လေးရဲ့အမေကဟင်းချက်ဖို့ပြင်ဆင်ပြီးတာနဲ့သူတို့နှစ်ယောက်ကိုဧည့်ခန်းနဲ့အမြန်သွားထိုင်ခိုင်းလိုက်ပါတယ်ကောင်မလေးကမိဖို့ကြောင့်တဲကနေမထွက်သွားခင်ကောင်လေးအမေရဲ့ကိုယိုကာယာဟင်းချက်နေတဲ့ပုံစံကိုကြည့်ပြီးဒီအန်တီတကယ်ရောဟင်းချက်တက်ရလားလို့တောင်တန်တရားဝင်သွားခဲ့ပါတယ်သူမှမသိခဲ့တာကတော့ကောင်လေးအမေကသူတို့ကိုအပြင်းနဲ့ထုတ်လိုက်တာဟာတကယ်နိုင်ငံတော်အဆင့်စဖိုမှုကြီးတွေစီကိုဟင်းချက်စရာတွေလွှဲပေးခြင်းလို့ပါပဲတကယ်တော့ကောင်လေးတို့အင်ကြီးထဲမှာလှုပ်ဝက်မိဖို့ကြောင့်တစ်ခုဖုံးကွယ်ထားတာပါပုံမှန်အားဖြင့်သူတို့မိသားစုနေ့စဉ်စားသမျှဟင်းလျာတွေအားလုံးကအဲ့ဒီစဖိုမှုကြီးတွေကိုယ်တိုင်ချက်ပေးထားတာကြီးပါပဲခဏအကြာစောင့်ပြီးတဲ့နောက်မှာတော့ကောင်လေးရဲ့အမေဟာအစင်မြင့်ဟင်းလျာတွေကိုသူတို့ရှိကစပွဲပေါ်လာချပေးပါတော့တယ်这是连鱼都不会收拾的阿姨做出来的菜，这不都是国宴菜系吗？